မင်္ဂလာပါရှင်ဒီကနေ့အပိုင်းမှာတော့မြတ်စွာဘုရားသဗ္ဗညုတဉာဏ်တော်ရရှိပြီးနောက်တရားသတင်းပတ်မှာဉာဏ်လျှောက်တော်မူတဲ့ရတနာပညာအကြောင်းကိုလေ့လာခဲ့တယ်ဒီနေ့မှာတော့သတ္တဌာနရဲ့သရုပ်ဓာနေရာဖြစ်တဲ့ရတနာကရအကြောင်းကိုဆက်လက်လေ့လာကြရအောင်ရတနာကရဆိုတဲ့စကားလုံးဟာရတနာရင်ရတနာဘိညာဆိုတဲ့အဓိပ္ပာယ်ကိုပြောပါတယ်မြတ်စွာဘုရားဟာသရုပ်ဓာသတင်းပတ်မှာဒီနေရာမှာသတင်းသုံးပြီးမိမိရရှိခဲ့တဲ့တရားတော်တွေကိုနဲ့နဲ့ဆိုင်ဆိုင်သင်ခြင်းတော်မူခဲ့ပါတယ်ဒီနေရာမှာမြတ်စွာဘုရားထံကပြီးရောင်ကြီးတော်6တွေဆက်ပေါ်ခဲ့တဲ့သတ္တရပါတယ်ဒီရောင်ကြီးတွေကတော့ဆရာရဘဝဒီရသူရဒီမောင်ရောင်နဲ့ဒီရောင်ကြီးပေါင်းဆက်ထားတဲ့ရောင်ကြီးတို့ဖြစ်ပါတယ်ဒီရောင်ကြီးတော်6တွေဟာနောက်ပိုင်းမှာဘုရားဘာသာရဲ့ဘုရားအလံမှာအသုံးပြုတဲ့အရာတွေဒီလိုဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဘုရားခါယာကိုသွားတဲ့အခါဗျာဘဝဒီနဲ့ဒီမောင်ရောင်တွေပါဝင်တဲ့ဘုရားအလံတွေကိုနေရာအနှံ့ပြနေရတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ရတနာကရရဲ့အသိအပဲကိုအရာတွေနဲ့ဒီစုံသွားပါဘူး။မြတ်စွာဘုရားဟာဉာဏ်လေးရရှိပြီးတဲ့နောက်မှာတော့မိမိရရှိခဲ့တဲ့တရားတော်ဆက်လက်ရှင်းရှင်းပြခဲ့ပါမယ်။အခုကိုသိရှိသွားရုံနဲ့မပြီးသေးပါဘူး။သိရှိထားတဲ့အရာကိုနဲ့နဲ့ဆိုင်ဆိုင်ရှင်းပြပြီးလက်တွေ့ဘဝမှာသုံးချနိုင်ဖို့လိုအပ်ပါတယ်ဆိုတဲ့အချက်ကကျမတို့ဘဝအတွက်တော့အရင်ကပြီးပါမယ်။ဒီနေ့ဖြစ်ပါလေဘုဒ္ဓတရားကြီးအများကြီးရရှိနိုင်ပါတယ်။စာအုပ်တွေဖတ်နိုင်ရင်ဗီဒီယိုတွေကြည့်နိုင်ရင်တရားတော်ကိုနားထောင်ဒါပေမဲ့ပြည့်ုံနဲ့မလုံလောက်ပါဘူး။သိထားတာကိုသင်ကျင်ရမယ်။သင်ကျင်ထားတာကိုသင်သုံးရမယ်။သင်သုံးမှသာမိမိဘဝအတွက်တကယ်အကျိုးကိုရရှိလာမှာဖြစ်ပါမယ်။သဒ္ဒနာကရကိုသူ့မျှော်တဲ့အခါမြတ်စွာဘုရားရဲ့ဉာဏ်တော်ကိုအောက်မေ့ကြရင်ကိုယ်ဘဝမှာလေဒီပေါ်မှာကံမှုဉာဏ်ပညာနဲ့သူ့လူလုံးတရားပုံမှန်ကိုပွားလာဖို့ထူထောင်နိုင်ပါမယ်။မြတ်စွာဘုရားသဗ္ဗညုတဉာဏ်တော်ကိုရရှိပြီးနောက်ဒီသုံးရဲ့ဗန္ဒနာကရဟာဒီနေ့တည်းတရားဟောဒီတွေအတွက်ဉာဏ်ပညာနဲ့အစဉ်ကြီးလုံးတရားကိုအောက်မေ့ခြင်းနဲ့မြင့်မြတ်တဲ့နေရာတစ်ခုဖြစ်တည်ရှိနေပါမယ်။နောက်ပိုင်းမှာတော့သတ္တဌာနရဲ့ဒီစမနေရာဖြစ်တဲ့အစပါလာမြောင်နေအကြောင်းကိုဆက်လက်မျှဝေပေးသွားပါမယ်။ဒီရှိသေးတဲ့အတွက်ဒီဒီများကြီးအားလုံးဦးစိတ်နဲ့ပြန်ကျမ်းမှချမ်းသာတရားသိဉာဏ်ပူပါကြနောက်ကျရင်ဘုရားဘာသာနဲ့ပတ်သက်တဲ့သမိုင်းတွေတရားဟူနေရာတွေကိုဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ like and follow လုပ်ထားနေပါမယ်။ဒါကရဘုရားဟူကြီးခြင်းများနဲ့ပတ်သက်ပြီးဖြစ်ခြင်းလေးများနဲ့ဆိုရင် comment ကောင်းနည်းနည်းလေးကျေးဇူးတင်